လို့စိတ်ရင်ပြလဲလို့ ဟုတ်လေမိုးရင်းကလေရောက်ပြီဆိုတော့ကိုရုံထဲမှာပစ္စည်းတွေကထားထားတာအဲ့ဒါစိုးထိုင်းဆိုင်များပြီးတော့မှုတက်မှာတွေ့ပြီးစိုးရိမ်နေရ အခန်းလေးဆိုတိုင်းကသိကျင်လာလားအဲ့ဒီစိတ်ဝင်နေအမျိုးကိုတော့ ဟမ်အဲ့ဒီကိုဘာသွားလောက်အောင်မှာတော့ အဲ့ဒီမှာအခန်းလေးအပူချိန်နဲ့ဆိုတိုင်းသားတွေကိုတိုင်းလာတဲ့ပစ္စည်းတွေအပြင်မိုးလေဝသနဲ့ပတ်သက်ပြီးသုံးရတဲ့ပစ္စည်းတွေလည်းရှိတယ်။ဓာတ်ခွဲရနဲ့ပတ်သက်တဲ့ပစ္စည်းတွေလည်းရှိတယ်။အင်ဂျင်နီယာလေးပိုင်းဆိုင်ရာပစ္စည်းတွေလည်းရောင်းတယ်။အဲ့ဒီမှာတော့ရှာကြည့်။အသွားပြီ ဟဲ့နေအောင်လေလိစာလေးပေးအောင်လေအမီဂိုစ်သူအမီဂိုစ်ကိုပြောသွားတာပဲငါအမီဂိုစ်ကိုသွားရှာကြည့်လိုက်ပါအောင်မယ်